အခုပေါ့နော်ဒီ SketchUp ပေါ့နော် SketchUp software ကိုစဖွင့်ရင်မြင်ရမှာကတော့ဒီ template လေးတွေပေါ့နော် template လေးတွေကကြတော့ကျွန်တော်ဒီ project ပေါ့နော် project ပေါ်မူတည်ပြီးတော့ template လေးတွေကိုကိုကရွေးပေးရမယ်ပေါ့နော်ဒီ file ပေါ့နော် file အဓိက acre လိုက်ဟာမျိုးတွေဆိုရင် meter နောက်ပြီးတော့ furniture မျိုးတွေဆိုရင်centimeter millimeter ပေါ့နော်သူရဲ့ unique alike ပေါ့နော်ဒါဆိုရင်ကျွန်တော် unique change ရလည်းမလို့ဘူးအမှန်ဆိုရင် unique မှာဆိုရင်တော့ point တွေပါတဲ့အတွက်ကျွန်တော်ဒီလိုမျိုး feet inches တို့ပါအောင်နဲ့ဆွဲလိုက်ရင်ကြတော့နည်းနည်းလေးအပြင်မှာလုပ်ရတာနည်းနည်းလိုနေရပါပေါ့နော်အခုကတော့ကျွန်တော် project လေးဆွဲမှာပေါ့နော်ဒီနေ့ကတော့ကျွန်တော်ဒီ two feet တွေပေါ့နော် SketchUp ရဲ့ဒီလိုမျိုးဘယ်လိုမျိုးပေါ့နော်စပြီးတော့အသုံးပြုရမယ်ဆိုတဲ့ဟာလေးကို introduction လုပ်မှာဖြစ်တဲ့အတွက်ကျွန်တော် architectural interest လေးပဲယူလိုက်မယ်သူ့မှာ simple နဲ့ architectural ဆိုတာလေးရှိရပေါ့နော်ဘာပဲကွာလဲဆိုတော့ sky နဲ့ ground လေးပဲကွာတယ်ကျွန်တော်ကတော့ဒါမျက်လုံးအမြင်တက်တာအောင်လို့ဒါ AutoCAD မှာဆိုရင်လည်း black ရှိတယ်ပေါ့နော် white ရှိတယ်ပေါ့ကျွန်တော်ကအခုတော့ဒါလေးပဲယူလိုက်မယ်နော်ကလေးလေးနှိပ်ပြီးတော့သူ့ရဲ့ template လေးကိုယူလိုက်ရင် template လေးပွင့်လာမယ်ပေါ့နော်โอเคဒါဆိုရင်သူ့ရဲ့ SketchUp ပေါ့နော်ဒီဆွဲရမယ်နေဆွဲရမယ်ပေါ့နော်ဒီ area လေးပေါ့နော် view လေးပေါ်လာတယ်ပေါ်လာတဲ့အခါမှာခြေတို့ကဘယ်နေရာဆွဲရမလဲဆိုပြီးတော့သတ်မှတ်ရမယ်ပေါ့နော်ခြေတို့ AutoCAD မှာဆိုရင်တော့နေရာလေးကိုခြေတို့ပေးရတယ် unique လေးချိန်ရတယ်ပေါ့နော်သုံးရမယ် toolbox လေးကြည့်ရပေါ့နော်အခုကျွန်တော် SketchUp ကတော့သူကဘာလဲဆိုရင်ကျွန်တော် free hand sketch ပေါ့နော် free ဒီလိုမျိုး 3D modeling ကြီးဆွဲလို့ရတဲ့ဟာမျိုးဖြစ်တဲ့အတွက်ကြောင့်သူကအလွယ်တကူပုံဖော်လို့ရတယ်ဒါဆိုရင်ကျွန်တော်ဆွဲရမယ့်နေရာလေးကတော့ဒီ origin လူတယောက်စရက်တာပေါ့နော်ဒီလူကတော့ version align သူကသွားတယ်အဓိကပေါ့နော်ဒီဆွဲရမယ့်နေရာလေးကိုသတ်မှတ်ပေးထားတာပြီးတော့ SketchUp ကကြတော့ကျွန်တော်ဒီ infinity plane ဆိုတာကကြတော့အဆုံးအစမရှိတဲ့ဟာမျိုးပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ဆွဲမယ်ဆိုရင်ဘယ်နေရာလေးမှာစဆွဲရမလဲဆိုတော့ origin လေးမှာစဆွဲပေးရမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီ software တွေတစ်ခုနဲ့တစ်ခုanimation တွေလုပ်ဖို့ကူးတဲ့အခါနောက်ပြီးတော့ဒီပုံဆွဲတဲ့အခါမှာဇွန်းရင်ဇွန်းအောင်လုပ်တဲ့အခါမှာorigin ကနေဝေးသွားတဲ့အခါကျရင်လောက်ရတာမျိုးနည်းနည်းလေးစွန့်ရင်စွန့်အောင်လုပ်ရတာမလွယ်တာမျိုးရှိရပေါ့နော်အဲ့တော့ကျွန်တော်ဒီဘက်လေးမှာပဲဒီ origin လေးမှာပဲဆွဲမယ်သူကကျွန်တော်ဒီမှာ continuous line နဲ့ dotted line လေးရှိတယ် continuous ကကြတော့ plus ဒီဘက်က minus ပေါ့အဲ့တော့ကျွန်တော်ဒီဘက်ပေါ့နော် is မှာပဲဆွဲမယ်နော်ဒါဝင်ရိုး၃ခုပေါ့နော် red ရယ် green ရယ် blue ရယ် xyz ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ကဒီဇွန်းရီဇွန်းအောင်လေးကိုတော့ scroll wheel လေးနဲ့ပဲသွားမယ် keyboard က mouse ကပေါ့နော် mouse က scroll wheel လေးကိုပဲသွားမယ်ပြီးတော့အကယ်လို့ကိုဆွဲမဲ့နေရာကညာဘက်ရွှေ့သွားရဲဆိုရင်ကျွန်တော်ဒီ keyboard က shift လေးနဲ့ဆွဲဖိပြီးတော့သွားလို့ရမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ကဒီလိုမျိုးလေးသွားမယ်တချို့ကတော့ top view နဲ့တင်တယ်ဒါပေမဲ့ SketchUp ကအဓိက 3D modeling နေဆွဲတာ plan ကတော့ AutoCAD နဲ့ပဲဆွဲတာဖြစ်တဲ့အတွက်ကျွန်တော် 3D modeling ပေါ့နော်ဆွဲဖို့အတွက်ကိုဒီ 3D view လေးရပဲသွားမယ်နော်โอเคဒါဆိုရင်ကျွန်တော်ကအခုဒါလေးကိုပိတ်လိုက်မယ်เนาะဒါတချို့ကြတော့လေနည်းနည်းလေးစမ်းထားတာမျိုးရှိမယ်အဲ့လိုမျိုးလူတွေကြရင်တော့ဒါမျိုးလေးပွင့်နေမယ်ပေါ့เนาะဒါချဲကတော့ဒါဆွဲထားတဲ့လောက်ပေါ့เนาะရှိတဲ့လောက်ဟာလေးဒီဘာဖြစ်လို့ဆိုတော့အခုကလုံးဝ clear ပေါ့เนาะ AutoCAD မှာတော့သူရဲ့ဒီ user interface လေးတွေကတခါတည်းပါတယ်ပေါ့เนาะကျွန်တော်ဒီ SketchUp မှာတော့ပြန်ပြီးတော့ခေါ်ရတယ်ပေါ့เนาะโอเคဒါဆိုရင်ကျွန်တော် toolbars တွေပဲခေါ်မလဲဆိုရင် view တွေက toolbars တွေက lash to set ပေါ့เนาะကိုကတခုတနေရာချလိုက်ပြီးတော့ L လေးနှိပ်ပေးလိုက်ပေါ့เนาะ L လေးနှိပ်ပေးလိုက်ရင်ရသွားမယ်เนาะပြီးရင်ဘေးနား rectangle လေးကိုအမှန်လေးချစ်ပေးပြီးရင် close လေးနှိပ်ပေးပေါ့เนาะပြီးတော့ကျွန်တော်2ပါးစေးထားတယ်ဆိုရင်ကိုထားချင်တဲ့နေရာလေးကိုရွှေ့ပြီးပြီးတော့အပေါ်ဘားတန်းလေးရောက်တဲ့အခါမှာ left click လေးနဲ့နှစ်ချက်နှိပ်ပြီးပေါ့เนาะဒါဆိုရင်ရသွားပြီဒါဆိုရင်ကျွန်တော်ဘာမှအသုံးမပြုတဲ့အနေထားမှာ select လေးကိုပေးထားရမယ်ပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော် line လေးပေါ့เนาะ line ကိုစပြီးတော့ပြောမယ် line ကတော့ကျွန်တော်ကသူ့ရဲ့ comment လေးကိုပဲသွားမယ်ပေါ့เนาะ comment လေးကကျတော့ကျွန်တော်က L ပေါ့เนาะ enter ခောက်စရာမလိုဘူးเนาะဒီဘက်ကနေသွားလဲရတယ်ဒါပေမဲ့ကျွန်တော်ကမြန်အောင်လို့ comment နေနဲ့သွားမယ်ကျွန်တော်ဒီမှာ origin ကစဆွဲမှာဖြစ်တဲ့အတွက် origin ကနေသွားမယ်ကလေးတစ်ချက်ချမယ်ပြီးရင်ကျွန်တော် direction လေးပေးမယ်ပြီးတော့အတိုင်းတာရိုက်မယ် save ပေးစားရိုက်ပေးရတယ်လက်မဆိုင်မလို့ enter เนาะပြီးတော့ကျွန်တော်ဒီမှာ comment ကြီးဝင်နေရပါတော့ comment ဝင်နေရလေးကို speed bar လေးပုတ်ပြီးပြန်ထွက်မယ်ဒီလိုပဲကျွန်တော် origin ကနေပြီးတော့ကလေးတစ်ချက်ချမယ် direction လေးပေးထားမယ် save enter ပြီးတော့ကျွန်တော်ဒီမှာ line လေးနဲ့အပေါ် direction လေးပေးမယ် save enterဒါမျိုးနဲ့ကျွန်တော် xyz ဝင်ရိုးသုံးခုကိုဆွဲမယ်เนาะ
ပြီးတော့ရင်ကျွန်တော်တို့ဒီမှာ rectangle လေးဆွဲမယ် rectangle ရဲ့ comment ကကြတော့ပေါ့နော်ကျွန်တော်တို့ဒါ AutoCAD တက်ထားပြီးရဲ့သူဆိုရင်တော့နည်းနည်းလေးရှုပ်နေမယ်ပေါ့နော်သူကကလစ်တစ်ချက်ချမယ် direction လေးပေးမယ်ပြီးတော့ကိုကအလျောင်းကို12ပြီးလို့ကျင်နေဆိုရင်12ပြီး comma အနံတော်တော်ပဲလို့ကျင်နေsaveပြီးဆိုရင် saveပြီး enter ဒါမျိုးလေးသွားမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ unique တိုင်းတဲ့ဟာလေးနဲ့ dimension တိုင်းတာလေးနဲ့ dimension လေးတိုင်းပြပေးမယ်ဒါမျိုးလေးပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ rectangle အထောင်လေးပေါ့နော် rectangle အထောင်လေးဆွဲမယ်ဆိုရင်ကျွန်တော်နှစ်မျိုးဆွဲလို့ရတယ်ဒီလိုမျိုး horizontal ဖြစ်နေတဲ့အချိန်မှာကိုနဲ့မျက်နှာပြင်ကိုအညီဆွဲလိုက်ဒါမှမဟုတ်ရင်ဒီလိုမျိုး horizontal ဖြစ်နေတဲ့အချိန်မှာကျွန်တော် arrow key က left arrow လေးတစ်ချက်နှိပ်လိုက်ဒါကတော့ကျွန်တော်တို့ဒီကိုယူထားတဲ့ exit ပုံမူဒီမှာပေါ့နော်ပြီးတော့ကျွန်တော်12ပြီး comma save ပြီးဒါမျိုးလေးပေါ့နော်ဒါဆိုရင်ချက်တိုင်းတာလေးတိုင်းပြပေးမယ်ဒီ comment တွေ SketchUp comment တွေအားလုံးကိုကိုကပေါ့နော်အသစ်ပြန်ပြီးတော့ပေးထားလို့လည်းရတယ်ပေါ့နော်ပြီးတော့ကျွန်တော် circle က C မှာဆိုရင်ကျွန်တော်ကမူရင်းက24နာဒါမဲ့ကျွန်တော်ကဒီပေါ့နော်ဘယ်လိုမျိုးဆွဲရမလဲဆိုရင် modeling မှာကြတော့ကျွန်တော်က modeling DD ဖြစ်မှာ rendering ကလည်း realistic ဖြစ်မှာသူက line တွေပဲဖျောက်ပြီးတာဒီဘယ်လိုပြောရမလဲဆိုတော့ဒီဟိုဟာတွေကိုမဖျောက်ပြီးဘူးပေါ့နော်ဒီလိုမျိုးline တွေပါတယ်ဆိုတော့သူ့ရဲ့ rendering ကဖျောက်သွားတယ်ဒီ smooth မဖြစ်တာတော့မဖျောက်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ကအစာကလေးကဆွဲကလေးက smooth ဖြစ်အောင်ဆွဲရမယ်အဲ့တော့ C 99 enter ပြီးရင် click ချက်ချမယ်နော်သူက radius ဖြစ်တဲ့အတွက်ကျွန်တော် diameter တစ်ခါတည်းတွက်ထားမယ်2ပြီးဆိုရင်4ပြီး4ပြီးဆိုရင်10ပြီးပေါ့နော်4ပြီးဒါမျိုးလေးဒါဆိုရင်ကျွန်တော်ကဒီနေရာလေးမှာနော်ဒီနေရာလေးကိုကျွန်တော်ကကြည့်ကျင်တယ်ပေါ့နော်ကိုကကြည့်ကျင်တယ်ဆိုရင် right click နှိပ်ပြီးတော့ entity info လေးကို on ပေးလိုက်ပေါ့နော်ကျွန်တော်ဒီမှာ default tree ရလဲ show tree ပေါ့နော်ဒါဆိုရင်ကျွန်တော်ဆွဲထားတဲ့ဒီဟာလေးကဒီမှာ69နာဆိုပြီးတော့ပြနေเนาะအဲ့ဒါလေးကိုမှကျွန်တော်ပြန်ပြီးတော့24ပြန်ဆွဲလဲရတယ်ကျွန်တော်ဒုမတင်မချင်းဆွဲလို့ရတယ်ပေါ့เนาะဒီကြမှာပြင်လဲရတယ်ဒုတင်ပြီးရင်တော့ပြင်လို့မရတော့ဒီလိုပဲစခဲ့အထောင်ဆွဲမယ်ဆိုရင်လည်းကျွန်တော်ဒီလိုဖြစ်နေတဲ့အချိန်မှာမျက်နှာချင်းဆိုင်ထားဒါမှမဟုတ်ရင် keyboard က left arrow လေးကိုနှိပ်ပေးလိုက်ပေါ့เนาะဒါမျိုးလေးเนาะဒါဆိုရင်ချက်တာမျိုးလေးကိုတိုင်ပြပေးမယ်ကျွန်တော်4ပေနဲ့ဆွဲထားတော့ diameter 10ပေကြပါတယ်ဖြစ်ပြီပါဒါဆိုရင်ကျွန်တော်ဒီနေ့သင်သွားတဲ့ line ရယ် rectangle ရယ် circle လေးရယ်ဒါလေးကိုတစ်ချက်လောက်ပြန်ပြီးတော့ကျင်ပြပါနော်